ကဘာစစ်လို့ပြောလိုက်တာနဲ့1914ခုနှစ်ဇူလိုင်လ28ရက်နေ့မှာစတင်ခဲ့တဲ့၄နှစ်ကြာပထမကဘာစစ်နဲ့1939ခုနှစ်စက်တင်ဘာ1ရက်နေ့မှာဖြစ်ပွားခဲ့တဲ့6နှစ်ကြာဒုတိယကဘာစစ်အဲ့နှစ်ခုကိုပဲခမားတို့ပြေးမြင်မိမှာပါကဘာစစ်ဆိုတာစစ်ပွဲတစ်ခုကြောင့်ကဘာကြီးကပါတိတိတတ်တာတက်ရောက်မှုဖြစ်စေတာကိုဆိုလိုပါတယ်ဒါပေမဲ့အဲ့ဒီလိုစစ်ပွဲမျိုးအေယာဝတီမြစ်ရဲ့အရှိတ်ဘက်ကကချင်ပြည်နယ်ဗမော်ခရိုင်မှာရှိတဲ့ငဆောင်ချမ်းမှာဖြစ်ပေါ်ခဲ့ဘူးတာကိုတမိုင်းပညာရှင်အချို့ဖုံးကွယ်ထားခဲ့ကြတယ်ဆိုတာတရုတ်မြန်မာနယ်စပ်အနီးပကံအင်ပါယာရဲ့အရေးပါတဲ့ခံတပ်နယ်မြေမှာဖြစ်ပွားခဲ့ပြီးပကံပြည်ကြီးကိုခြုံငိမ့်စေခဲ့တဲ့ဒီစစ်ပွဲကြီးဟာတမိုင်းရဲ့မှတ်တမ်းမတင်ရသေးတဲ့အခန်းတစ်ခန်းပါပဲကျွန်တော်တို့ဟာတမိုင်းကြောင်းတွေပြန်ပြောတဲ့အခါအောင်ပွဲကိုဥတီပြီးအောင်တန်နဲ့ပဲပြောကြကြပါတယ်။ဒါပေမဲ့ကြာရှုံးမှုဖြစ်နေသည့်တိုင်အောင်တမိုင်းမှန်ရင်ဆိုင်လက်ခံရပါမယ်။တမိုင်းပညာရှင်တွေက73ရာစုရဲ့ကဘာစစ်လို့တင်စားခဲ့ကြတဲ့ပကံနဲ့မွန်ဂိုတို့ရဲ့ငဆောင်ချမ်းတိုက်ပွဲကြီးဟာ73ရာစုရဲ့အကြီးမားဆုံးတိုက်ပွဲတစ်ခုအဖြစ်ကဘာကျော်ခရီးသွားမာကိုပူလူကိုတိုင်တင်စားခြင်းခံခဲ့ရတဲ့မှတ်တမ်းမတင်ရသေးတဲ့ပထမဆုံးကဘာစစ်ကြီးလို့တောင်ပြောလို့ရပါတယ်။ဒီစစ်ပွဲမှာဘသူတွေပါဝင်ခဲ့ကြတယ်လဲဆိုတော့တစ်ဖက်မှာကရုရှားရဲ့နှင်းတော်တွေကိုဖျက်ကျော်ပြီးအစ္စလမ်ကဘာရဲ့ဗဟိုချက်ဘဂရက်မြို့ကြီးကိုတောင်ပြပုံဖြစ်စေခဲ့တယ်။ကဘာအကြီးဆုံးတရုတ်ပြည်ကြီးကိုပါဒူးထောက်စေခဲ့တဲ့အင်အားကြီးမွန်ဂိုမြင်းတပ်မတော်သူတို့ရဲ့မြင်းတီတော်တွေဟာမြင်းပေါ်မှာတင်အိတ်မြင်းပေါ်မှာတင်စားပြီးတနေ့ကိုမိုင်100နီးပါးခြိတက်နိုင်တဲ့စစ်စက်ရုံတွေလို့တင်စားခြင်းခံရတဲ့တပ်မတော်ပါသူတို့မသိမ့်ပိုက်နိုင်တဲ့နေဆိုတာကဘာပေါ်မှာမရှိသလောက်ရှားပါပြီးရက်ဆက်ကြမ်းကြုတ်မှုမှာလည်းအလွန်နာမည်ကြီးပါတယ်နောက်တစ်ဖက်မှာတော့ယူရီးယားမြောက်ပိုင်းလာအိုနဲ့မလေးကျွန်းဆွယ်အထိဩဇာဖြန့်ထားတယ်ရွှေရောင်ဝင်းပနေတဲ့ဇီဒီပထိုးပေါင်းများစွာနဲ့နိုင်ငံရဲ့ကြွယ်ဝမှုကိုသက်သေပြနေတဲ့ပကံအင်ပါယာသူတို့ရဲ့စင်တပ်မတော်ဟာအင်နီဂျင်နိုင်ငံတွေကြောက်လန့်ရတဲ့အင်အားတွေနဲ့ဖွဲ့စည်းထားပြီးအရှိတောင်အာရှရဲ့တည်ငြိမ်မှုကိုထိန်းကျောင်းပေးထားတဲ့ကြောက်တိုင်ကြီးတစ်ခုအဖြစ်အတိမတ်ပြုခြင်းခံထားရပါတယ်။ဒီအလွန်အင်အားကြီးပြီးရက်ဆက်တဲ့မွန်ဂိုမြင်းတပ်မတော်နဲ့ဂုံတိတ်ခါကြီးမားတဲ့ပကံစင်တပ်မတော်ကြီးတို့ရဲ့တမိုင်းဝင်အပြင်းထန်ဆုံးစစ်ပွဲအကြောင်းစလိုက်ရအောင်ဗျာ။တမိုင်းပညာရှင်အချို့ကဒါကို73ရာစုရဲ့ကဘာစစ်လို့တင်စားကြပါတယ်။တစ်ဖက်မှာကကဘာမြေပုံရဲ့3ပုံ2ပုံကိုသွေးချောင်းစီအောင်တိမ့်ပိုက်ထားတဲ့မွန်ဂိုအင်ပါယာနောက်တစ်ဖက်မှာကအရှေ့တောင်အာရှရဲ့ယဉ်ကျေးမှုနဲ့စစ်ရေးအာဏာအကြီးမားဆုံးဖြစ်တဲ့ပကံအင်ပါယာဒီနှစ်နိုင်ငံထိပ်တိုက်တွေ့ဆုံမှုဟာနိုင်ငံနှစ်ခုရဲ့စစ်ပွဲတွေမကပဲအာရှတိုက်ရဲ့ကံကြမ္မာကိုပါထာဝရပြောင်းလဲပစ်ခဲ့ပါတယ်1283ခုနှစ်ကူပလိုင်ခန့်ရဲ့တန်တမန်တွေဟာနရသီဟပတိမင်းရှိကိုရောက်လာခဲ့ပါတယ်သူတို့ဟာဝေကောင်းစားလာတွေဝေမထားဘူးဒါပေမဲ့သူတို့နောက်မှာကမ္ဘာအင်အားအကြီးဆုံးစစ်တပ်ကြီးရှိတယ်ဆိုတဲ့မန်နဲ့ဖဏတ်မချွတ်ပဲနန်းတော်ရဲ့အထိစော်ကားဝင်ရောက်ခဲ့ပါတယ်ပကံသားတွေအတွက်ဖဏတ်မချွတ်တာဟာဖျားကိုစော်ကားတာဖြစ်ပြီးမွန်ဂိုတန်တမန်ရဲ့ပါဇက်ကမွန်ဂိုတို့ထံဥညွတ်မလားဒါမှမဟုတ်မင်းတို့ရဲ့မြို့ကိုပြပုံဖြစ်စီမလားဆိုတဲ့စကားအဆုံးမှာနရသီဟပတိမင်းရဲ့ဒေါသဟာအထွတ်ထိပ်ကိုရောက်သွားစေခဲ့ပါတယ်တပ်ပြကြဆိုတဲ့အမိန့်တန်တဲ့အတူမွန်ဂိုတန်တမန်တွေရဲ့အသက်ဟာနန်းတော်ထဲမှာတင်ချုပ်ငိမ့်သွားခဲ့ရပါတယ်ဒါဟာရန်ပုံကြီးကိုမီးတောက်တစ်ခုနဲ့ပြစ်ပေါက်လိုက်တာပါပဲမွန်ဂိုတပ်တွေရဲ့အင်အားကိုတိနေသည့်တိုင်အောင်ဘလို့စော်ကားမှုမျိုးကိုမှပကံအင်ပါယာကလက်ခံမှာမဟုတ်ကြောင်းကိုတန်တမန်ရဲ့ပြက်နေတဲ့ခေါင်းနဲ့တပ်တည်ပြခဲ့ပါတယ်တန်တမန်ဆိုတာအိုးဘရင်လက်ထက်တွေကလေးကအင်မတန်အရေးပါပါတယ်စစ်ကြင်ညာကြောင်းလာပို့တဲ့တန်တမန်ကိုပင်ဘေးကင်းကင်းနဲ့ပြန်လွှတ်ပေးရပါတယ်ဒါပေမဲ့မြမဂုံတိတ်ခါရဲ့အထက်မှာတော့ဘယ်ရာမှရက်တီခွင့်ပေးမှာမဟုတ်ပါဘူးဒီသတင်းကြားကြချင်းကုပလိုင်ခန့်ဟာမိုင်ပေါင်းများစွာကနေစစ်ချီဖို့ပြင်ဆင်มาတော့တယ်နောက်ဆက်တွဲကိုကြိုတွေးထားတဲ့နရသီဟပတိမင်းနဲ့ပကံအင်မာယာကြီးကလည်းကြောက်ရွံ့မှုမရှိဘဲအင်အားကြီးမားတဲ့ရန်သူကိုကာကွယ်ဖို့စတင်ပြင်ဆင်มาတော့တယ်1289ခုနှစ်ကမ္ဘာသမိုင်းဝင်စစ်ပွဲကြီးစပါပြီမြန်မာတို့ကစင်တက်ကြီးတွေကိုအရှိကထားပြီးစစ်ကြောင်းခင်းခဲ့ပါတယ်စင်တွေရဲ့ဟိန်တန်ဟာမွန်ဂိုမြင်းတွေကိုတုံလှုပ်စေခဲ့တာမို့အစာပိုင်းမှာမြန်မာတို့အသာရခဲ့ပြီးမြန်မာတပ်တွေဟာနိုင်တော့မယ်အထင်နဲ့ရှိသမျှအင်အားအကုန်သုံးပြီးစုတ်ခွာနေတဲ့မြင်းတပ်နောက်ကိုအပီးတိုင်မောင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်
ဒါပေမဲ့မွန်ဂိုတွေဟာမြေပြင်တိုက်ပွဲရဲ့ပါရမီရှင်တွေပါသူတို့ရဲ့ကျွမ်းကျင်မှုတစ်ခုကိုပြသခဲ့ကြပါတယ်မြန်မာတပ်တွေတတိမထားမိခင်မှာပဲမွန်ဂိုတွေဟာပြေးနေတဲ့မြင်းပေါ်ကဆင်းပြီးတောထဲကနေခြုံခိုကဆင်တွေကိုမြားမိုးရွာချလိုက်ပါတော့တယ်တန်ရာရတဲ့ဆင်တွေဟာယူသွပြီးကိုတက်ကိုပြန်နှင်းတဲ့အခါမှာတော့အရှိတောင်အာရှရဲ့အင်အားအကြီးဆုံးတပ်မတော်ကြီးဟာမိနစ်ပိုင်းအတွင်းဖျို့ဖျဲဖြစ်သွားခဲ့ရပါတယ်။ဆင်တို့အော်မီတန်တွေဟာလည်းစစ်မြေပြင်ရဲ့ပြင်ပမိုင်ပေါင်းများစွာအထိစူညံသွားခဲ့ရပါတယ်။စစ်ရှုံးတန်းဤနောက်ဆုံးအချိန်ကြီးမာနနဲ့တိတ်ခါငါမသိငါမြေမကြစေရဆိုတဲ့စစ်ဗိုလ်နှစ်ဦးဖြစ်တဲ့အနန္တပစ္စည်းနဲ့ကြာစသိန်းပြန်တို့ဟာအင်အားအနှဲငယ်နဲ့မွန်ဂိုတပ်ကြီးကိုအသက်ဆုံးအသေးခံခုခံခဲ့ပါတယ်။သူတို့ဟာပကံအတွက်တစ္ဆာရှိတိုက်ပွဲဝင်ရင်စစ်မြေပြင်မှာတင်ကြာဆုံးခဲ့ပါတယ်။သူတို့ကြာဆုံးသွားတဲ့တဲ့ရင်ဟာပကံပြည်ကြီးရဲ့နောက်ဆုံးမျှော်လင့်ချက်မီဆူလေးငြိမ်းသွားတာပါပဲ။ပကံပြိုလဲသွားတာဟာမြမသမိုင်းနဲ့မကပဲအရှိတောင်အာရှမြေပုံကိုပါရိုက်ခတ်ပြောင်းလဲသွားစေခဲ့ပါတယ်။ပကံကြာဆုံးမှုရဲ့အကျိုးဆက်နဲ့ရလဒ်တွေကိုပြောရမယ်ဆိုရင်ပကံရဲ့ဩဇာအောက်မှာရှိတဲ့ထိုင်းမြောက်ပိုင်းကလူမျိုးစုတွေဟာလွတ်လပ်ရေးရလာပြီးတုတ်ခေါ်ရရနဲ့လန်နာလိုနိုင်ငံတွေထူထောင်ခွင့်ရသွားခဲ့ပါတယ်။ပကံမှာအာနာလေးဟာနဲ့ဖြစ်သွားတဲ့အခါရှမ်းညီနောင်၃ဦးဟာအင်းဝခေတ်ကိုအုံမြင့်ချနိုင်ခဲ့ပါတယ်။ဆိုလိုချင်တာကပကံပြိုကွဲမှုဟာအရှိတောင်အာရှမှာနိုင်ငံတစ်တွေပေါ်ပေါက်လာဖို့လမ်းဖွင့်ပေးလိုက်တာပါပဲ။မွန်ဂိုတပ်တွေပကံမြို့တွေကိုမဝင်ခင်မှာနရတိယပတိမင်းကြီးဟာအောက်ပြည်ကိုပြေးခဲ့ရပေမဲ့နောက်ဆုံးမှာသူ့သားတော်တိယသူရဲ့အစိတ်ခွက်ကိုရှောင်လွဲလို့မရခဲ့ပါဘူး။အဖေဓာတ်ငူတောက်မလားဒါမှမဟုတ်ဓာတ်နဲ့အသက်ခံမလားလို့သားဖြစ်သူကမေးတဲ့အခါဘရင်ကြီးဟာမျက်ရည်တွေနဲ့အစိတ်ခွက်ကိုတောက်ပြီးဝမ်းနည်းစွာအသက်ကုန်ဆုံးခဲ့ရပါတယ်။အင်ပါယာကြီးရဲ့နေဝင်ခြင်းဟာတလောက်တောင်ရင်နာဖို့ကောင်းခဲ့ပါတယ်။ပကံမွန်ဂိုစစ်ပွဲဟာကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးခဲ့ပါတယ်။အင်အားကြီးတဲ့နိုင်ငံတစ်ခုဟာဒီပကျူးကျော်မှုကြောင့်မဟုတ်ပဲအတွင်းစည်းလုံးမှုပြက်ပြားတာနဲ့မာနထောင်လွှားတာတွေကြောင့်ပျက်စီးနိုင်တယ်ဆိုတာပါပဲ။ဒီနေ့ပကံကိုရောက်ရင်ခမားတို့ဟာအတိတ်ရဲ့ဖုံးမီးနေလာတွေကိုပဲမြင်ရတော့မှာပါ။ဒါပေမဲ့အဲ့ဒီအုတ်ခဲတွေဟာစီလုံးကြီးဟာအသက်မာနအစိမ့်လို့တိုးတိုးလေးပြောနေပါလိမ့်မယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာကြည့်ရှုပေးသူတယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်တမန်ကြောင့်နေစိတ်ဝင်စားတယ်ဆိုရင် channel လေးကို subscribe လုပ်ပြီးဘေးနားက notification လေးကိုလည်းထိပေးခဲ့ပါအောင်နော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါစို့ဗျာ